ဘင်းအတွက်ချက်ထားတဲ့အမဲသားတွေအသားတွေအဲ့ဒါတွေကိုခွေးကဝင်စားသွားတယ်အဲ့ဒါနောက်နေ့ရောက်တော့ဘင်းရင်ကိုဆက်ကပ်စရာမရှိဒါဟာအသက်ဆုံးရှုံးသည့်အထိရာဇဝတ္တန်တက်နိုင်တဲ့အနေအထားပေါ့အဲ့တော့သူကလည်းမရမကကြံဖန်ရတယ်ဖြစ်ချင်တော့နောက်နေ့ကဥပုပ်နေ့မို့လို့ဈေးပိတ်တယ်တဲ့သွားဝယ်လို့မရအဲ့တော့နဲ့ရတကကဘလို့ကြံလဲဆိုတော့တင်းချိုင်းမှာလက်လက်ဆက်ဆက်မြုပ်ထားတဲ့သူသေးကောင်ကိုညတွင်ချင်းသွားရှာတယ်အဲ့ဒီသူသေးကောင်ရဲ့ပေါင်သားကိုလှီးပြီးတော့ယူလာတာအဲ့ဒါကိုချက်ပြီးတော့ဘင်းရင်ကိုဆက်ကတ်တယ်ဘလူးဘဝမှာဘဝပေါင်းများစွာကျင်လည်ခဲ့တဲ့အဲ့ဒီပြမရကနိကတဲ့အနေအထားဘဝတန်တရားမှာဘီလူဘဝပေါင်းများစွာအဲ့ဒီလူသားကိုယတကချက်ပြီးတော့လဲကတ်လိုက်ရသူရှားဘောကိုတင်လိုက်တယ်အဲ့ဒီအသားတုံးတုံးကိုအကျော်ပေါင်း9000တခါတည်းပြန့်ပြီးတော့နှံ့ပြီးတော့စိမ့်သွားတယ်တဲ့အရန်ကြိုက်သွားတယ်ဒါပါလဲဘဝဓာတ်ခံရဲ့အနေအထားတွေရဲ့ရိုက်ခတ်မှုလည်းပါတာပေါ့နော်အဲ့ဒါနဲ့သူတိုးတိုးလေးမေးတယ်ဒါဘာသာတုံးပေါ့သူ့ရဲ့မျက်နှာမှာအရန်မှလည်းတုံလှုပ်နေတယ်အဲ့တော့ယတကလိန်တယ်ဒါအမဲသားပါခါတိုင်းစားနေကြအသားပါအဲ့လိုပြောတဲ့အခါကျတော့ဘုရင်ကတန်လျက်ကိုတခါတည်းထဆွဲတယ်မင်းငါ့ကိုမလိန်နဲ့ငါကောင်းကောင်းသိတယ်ပေါ့ငါစားနေကြသားဟုတ်တယ်မဟုတ်ဘူးဆိုတော့ငါကောင်းကောင်းသိတယ်ဒါကြောင့်မင်းငါ့ကိုမလိန်နဲ့တခါတည်းတန်လျက်နဲ့ထောက်ပြီးတော့မေးတဲ့အခါကျတော့ဘုရင်မင်းနဲ့တက်ရင်လည်းသေရပါလိမ့်မယ်ပေါ့ဒါလူသားပါလူသားလို့လည်းပြောလိုက်ရောဘုရင်ကတခါတည်းမျက်နာကပြောင်းသွားတယ်ပြောင်းသွားတာကအလိုမကျတဲ့အမူအရာမဟုတ်ဘူးအလိုကျတဲ့အမူအရာတန်လျက်ကိုချပြီးတော့အေးတဲ့ဒီကိစ္စအရေးကြီးတယ်မင်းဘယ်သူမှမပြောနဲ့ဒီရှိကိုတဲ့ငါ့ကိုဘယ်အသားမှချက်ပြီးတော့မပေးနဲ့လူသားကြီးချက်ပေးတဲ့လူတွေဆိုတာကြိုက်မိကြရကြိုက်တာပဲเนาะတကယ်ကြိုက်လာပြီဆိုလို့ရှိရင်အတိညာဟာမှောင်ကျသွားတဲ့သဘောရှိတယ်ဘုရင်တို့အဝိဇ္ဇာပြည့်စရာသင်္ခါရအစရှိသဖြင့်ပရိစ္ဆေသမုပ္ပါဒေသနာမှာဘာကြောင့်တတ္တဝါတွေဟာလိုချင်တာလဲလို့မေးရင်မသိလို့လိုချင်တာလို့အလုံးမှတ်သားဖို့တယ်ဒုက္ခသစ္စာကိုမသိလို့လိုချင်တာပေါ့မသိလို့လိုချင်တာကိုပဲလူတွေဟာအတိများရတယ်လိုချင်လို့မသိသွားတာကိုကြတော့စဉ်းစားမိခဲ့တယ်ပေါ့မသိလို့လိုချင်တဲ့အပိုင်းရှိသလိုလိုချင်လွန်းလို့မသိသွားတာလည်းရှိတယ်ရချင်လွန်းလို့ညံကန်းသွားတာလည်းရှိတယ်အဲ့ဒါနဲ့ဘုရင်ကဒီကိစ္စအရေးကြီးတယ်ဒါကြောင့်ငါရှိဒီရှိကိုလူသားကြီးဆက်ပြီးတော့ပေးရမယ်အဲ့တော့ဘင်းမင်းနေရတဲ့နေတိုင်းလူကဘယ်လိုလုပ်ရနိုင်မလဲထောင်ထဲမှာလူတွေအများကြီးပဲတဲ့အပြစ်ကြီးတဲ့ကောင်ကိုအရင်